လောက်ကြိုးစားသူတွေမှာတွေ့ရတဲ့ယောဂသုံးမျိုးအကြောင်းပြောပြပါမယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာအလောက်ရန်ကြိုးစားသူတွေကိုတွေ့ဘူးကြမှာပါမနဲ့ဆော့ဆော့ထားတယ်မနဲ့စာမစားဘူးအလောက်ကိုအမြန်သွားတယ်နိုင်ပေါင်းများစွာထိုင်လွတ်တယ်ညနေမှအိတ်တယ်အရန်ပြင်ပန်းနေရင်တော့ပိတ်ရကြမှာအနာယူတော့မယ်လို့အာတင်မီဆက်လုပ်တယ်ပိတ်ရကြတော့လည်းတိတ်မနာပြဘူးဒါပေမဲ့ခန္ဓာကိုယ်မှာဘာတွေဖြစ်နေလဲဆိုတာသူတို့မသိကြအောင်သိလည်းမသိချင်ကြအောင်ဒီနေ့မှာတော့အလို့စူးစမ်းသူတွေမှာတဖြည်းဖြည်းဖြစ်လာနိုင်ရရှိတဲ့ကျန်းမာရေးပြဿနာ၃မျိုးကိုကျွန်တော်ပြောပြပါမယ်ပထမဆုံးတစ်ခုကတော့နာတာရှည်စိတ်ပိစီမှုနဲ့စိတ်ပိုင်းဆိုင်ရာပင်ပန်းနှောနေမှုပါဒီလက္ခဏာတွေကိုအစပိုင်းမှာခင်ဗျားတို့သတိမထားမိကြပါဘူးအရန်စိတ်တူလာတယ်အသေးဖွဲတွေမိလာတယ်အေးဝဝအေးရင်တော့မှလမ်းဆမ်းမှုမရှိတယ်လို့ခံစားရတယ်ဒါပင်ပန်းတွေကိုတတ်တတ်မှုပေါ့နာတာရှည်စိတ်ပိစီမှုပါစိတ်ပိစီမှုကအချိန်ကြာလာတဲ့အခါအုံနောက်ကနေကော်တီဇောလို့ခေါ်တဲ့စိတ်ပိစီမှုဟော်မုန်းတွေမျိုးထွက်လာပါတယ်ဒီကော်တီဇောဟော်မုန်းတွေကခမရရဲ့နှလုံးကိုတိတ်ဆိတ်ပျက်စီးစေတယ်။ကိုယ်ခံအားစနစ်ကိုအားနည်းစေတယ်။ပိုပြီးမြန်မြန်အိုမင်းစေပါတယ်။ဒီတော့မရမနာလို့ချင်းရခမရကိုတမ်းမာစေလို့ထင်နေခမရမှားနေပါပြီ။တကယ်တော့အတွင်းကနေခန္ဓာကိုယ်လှိုက်စားနေရပါ။မှတ်ထားပါ။အနားယူခြင်းဆိုတာပြင်းရင်ခြင်းမဟုတ်ပါဘူး။ဒါကိုတိုက်ပွဲဝင်မှုအတွက်ခွန်အားမွေးတယ်လို့သတ်မှတ်ထားလိုက်ပါ။နောက်တစ်ခုကတော့သွေးတိုးနဲ့နှလုံးပြဿနာတွေပါ။အလုပ်ကြိုးစားသူအများစုကအမြန်စားတယ်။ကော်ဖီအများကြီးတောက်တယ်။ထိုင်ကုန်မှနိုင်ပေါင်းများစွာကြာကြာထိုင်ကြတယ်။ဒီနေ့မှာတော့ရုတ်တရက်ကောင်းမှုတွေမောပန်းလာတယ်နှလုံးခုန်နေမြန်လာတယ်သွေးပေါင်ချင်းကြီးတော့သွေးတိုးနေတယ်ဒါတိုက်ဆိုင်တာမဟုတ်ပါဘူးနှစ်ပေါင်းများစွာခံစားလာတဲ့စိတ်ပီစီးမှုတွေအလုပ်ဖိစီးမှုတွေအသင့်စားစားတော့တွေနဲ့အေးပြတဲ့ညတွေရလက်ပါပဲသွေးတို့ယောဂကိုတိတ်ဆိတ်တူတက်သမားလို့ခေါ်တဲ့အကြောင်းရင်းရှိပါတယ်သွေးတို့ရှိမှန်တိလိုက်ရတဲ့အခါတိတ်ကိုနောက်ကျသွားပါပြီဒါကြောင့်သွေးပေါင်ချင်းကိုပုံမှန်စစ်ဆေးပါနေ့စဉ်လမ်းလျှောက်ပါခမရရဲ့နှလုံးကိုအနားပြေးပါဘာကြောင့်လဲဆိုတော့ကျမ်းမာတဲ့နှလုံးခုန်တဲ့တစ်ချက်ကိုငွေပမာဏဘယ်လောက်နဲ့မှဝယ်လို့မရနိုင်ပါဘူး။နောက်ဆုံးတစ်ခုကတော့အစာရောင်ခြင်းနဲ့အစာချေပြန်တက်ခြင်းဖြစ်ပါတယ်။ကျွန်တော်ခံမှန်းကြည့်မယ်။ခင်ဗျားတို့ကမနက်စာတိတ်မစားဘူး။နေ့လယ်စာနောက်ကျမှစားတယ်။ညတကောင်ကျမှဆက်တဲ့ course တွေစားတယ်။ဒါကတော့ဘိုင်းအောင်ပိုင်းကစတင်ရတဲ့အကြောင်းရင်းပါ။ဒီလိုအပြုတ်မှုတွေစတိုက်လုံးမိနေရင်ဘိုက်ထဲကအစာချေရဲ့အရေးတွေကခင်ဗျားတို့ရဲ့နေ့စဉ်ရန်သူဖြစ်လာပါလိမ့်မယ်။ဘိုက်ထဲမှာပူပြီးအောင်နေဘိုက်ကဲတယ်။လက်ချောင်းထဲမှာတိဆူဆူခံစားရတယ်။ဒါကလေထိုးလေအောင်တက်တက်မဟုတ်ပါဘူး။ခမရဲ့အစာရင်ကအကူကြီးလိုနေပြီလို့အော်ဟစ်နေတာပါ။ချိန်မှန်စားပါဖြည်းဖြည်းချင်းစားပါအလုပ်များနေတော့ခမရဲ့အစာရင်ကိုဂရုစိုက်မှုလိုအပ်ပါတယ်။ကဲနားထောင်ပါခမတို့အလုပ်ကြိုးစားတော့ကျွန်တော်သိပါတယ်။ခမတို့ရဲ့မိသားစုအိမ်မက်အနာဂတ်တွေအတွက်အကောင်းဆုံးကြိုးစားနေကြတာပါ။ဒါပေမဲ့ခမတို့စိတ်ကသွားတိုင်းခန္ဓာကိုယ်ကမလိုက်နိုင်ဆိုရင်အောင်မြင်မှုဆိုတာဘာအဓိပ္ပာယ်ရှိပါတော့မလဲ။ခမရဲ့စိတ်ကိုဂရုစိုက်ပါနှလုံးကိုကာကွယ်ပါအစာအိမ်ကိုလေးစားပါဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင် like and share လေးလုပ်သွားပေးကြပါ